ရေပိုင်း online ပေါ်မှာတက်လာတဲ့သတင်းလေးတချို့ကိုတင်ဆက်ပေးခြင်းပါတယ်ဗျပထမဆုံးအနေနဲ့ဒါလေးကြည့်အောင်အားလုံးပဲမင်္ဂလာပါ audio ဘိုင် quiz or channel ကနေကြိုဆိုလိုက်ပါတယ်ကျမတို့ရောက်ဝင်ပြက်ကြတော့မယ်ကျမတို့နေသမီးရဲ့ကျမတို့အိမ်ပြုတ်ပြက်ကြတော့မယ်သူတို့ဘာဖြစ်ပြီးလဲမပါဘူးကျမတို့ပြက်ကြတော့မယ်ဒီမှာစီးပြပါမယ်နော်ဒီရတယ်ဒီရကြမှာဒါလေးတောင်တော်အမပါရှင်အမပါဖြတ်ပါတော့မယ်တင်းတမိတင်းအဲ့လိုတင်ခိုင်းတာအဲ့လိုတင်နေအောင်ဘယ်နေရာလို့ထည့်ပြောဟုတ်ကဲ့ပါဒီဖြစ်စဉ်လေးကရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ဒဇင်ယုံလမ်း9ရပ်ကွက်ကိုကျူးကျော်ဆိုပြီးတော့လာရောက်ဖြတ်နေတယ်လို့ပြောပါတယ်အဲ့ဒီသတင်းလေးကိုလည်းဆက်ကြည့်ကြရအောင်ဒီမီတာတွေကိုလားစင်လိုက်တိုင်းအပြက်ကွက်မရှိလားစင်အကျွေးလုံးဝမရှိဘဲနဲ့လားစင်လိုက်တိုင်းဒီနိုင်ငံတာဝန်အခွင့်ကိုတာဝန်ကျင်းမစားထမ်းဆောင်နေတာပါရှင့်မီတာကိုဒီလားဆိုရင်လည်းကျွန်တော်ဒီလောက်တည်းပေးပြီးသားပါဒါကိုလျှက်စစ်ဒီလျှက်စစ်ပေါ့နော်လျှက်စစ်ဝန်ထမ်းတွေလို့ယူနီဖောင်းဝတ်ထားတဲ့လူတွေကနေပြီးတော့ကြတော့ဘာမှအထောက်ထားမပြဘဲနဲ့ကျမတို့တွေ့တန်းထားတဲ့မီးတွေကိုလာပြီးတော့ကြတော့ဒါလာပြီးဖြတ်စည်းနေဖြတ်ယူနေတာပါရှင်ကျမတို့မှာမီတာဖို့လဲနေတိုင်းဆောင်လားစင်လာတိုင်းနော်လားစင်လာတဲ့အပြက်ကမရှိနိုင်ငံအခွင့်ကိုတေချာကိုဆောင်ခဲ့တာပါရှင်ဒါကတော့ကျမတို့ဝင်းလေးကိုရုတ်တရက်ဝင်ရောက်ပြီးတော့ဖြတ်စည်းနေတဲ့မျိုးပဲဖြစ်ပါတယ်ရှင်ဒါကိုသက်ဆိုင်ရာလူကြီးမင်းများနဲ့နိုင်ငံတော်ယာယီသမ္မတဦးမင်းအောင်လည်းမြင်တွေ့ပါစေနော်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ်ဖြစ်တဲ့ဦးဖေကြီးနဲ့တကွာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေရန်ကုန်တိုင်းတိုင်းမှုဦးရဲ့နိုင်ငံတော်တိုင်းမှုဦးထင်အောင်တို့ကလည်းကျမဒါလေးကိုမေတ္တာရက်ခံပြီးအကူအညီတောင်းတနာပြီးတော့မေတ္တာရက်ခံအပ်ပါတယ်ရှင်ကျမတို့ဒါလေးတော့တစုံတရာဒီအိမ်လေးတွေကိုနေလာပြီးတော့ကူညီပေးပြီးတော့ကြတော့ကျမတို့တစ်ဖက်တည်းနဲ့လာပြီးကူညီဆောက်ရှောက်ပေးပါတော့လို့အမားတို့ရဲ့နော်မေတ္တာစေတနာလေးနဲ့ကျမတို့လာပြီးကူညီဆောက်ရှောက်ပေးပါအောင်ကျမတို့အိုးအိမ်မဲ့နေပါတယ်နော်ဘာမှတက်တည်ထောက်ထားလည်းမပြမနဲ့ကျမတို့ဒီမှာဆက်စီးနေပါတယ်ရှင်ဆောင်းနေကြောင်းတက်တည်မပြပါဘူးရှင်ဥက္ကဋ္ဌဆိုတဲ့နာမည်နဲ့တင်ထုတ်အောင်ဆိုတဲ့နာမည်နဲ့ပဲကျမတို့လာပြီးဖက်နေတာပါရှင်ဒါလေးတစ်ချက်တော့ကူညီစေချင်ပါတယ်သက်ဆိုင်ရာလူကြီးများနဲ့ပါယာယီသမ္မတကြီးမင်းအောင်လိုက်ဦးမင်းအောင်လိုက်ဘာဝပြီးပြီးတော့မြစ်တာရက်ခံအခုပန်ချအပ်ပါတယ်ကျမတို့လွတ်တော်တရဖွဲ့စည်းတဲ့အထိတ်မှန်လွတ်တော်တရဖွဲ့စည်းမှအထိတ်မှန်အနေနဲ့ကျမတို့ဒါလေးကိုတော့လာရောက်ပြီးတော့ကူညီဆောက်ရှောက်ပြီးတင်ပါမယ်ရှင်မြစ်တာရက်ခံပါတော့တစ်ဆက်ထဲမှာပဲဒီနေ့ညနေပိုင်းမှာဒေါဘုံမှာရင်တိုက်မှုတစ်ခုဖြစ်သွားပါတယ်အဲ့ဒီရင်တိုက်မှုနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးတစ်ခုတက်လာပါတယ်အဲ့ဒါလေးကိုလည်းကြည့်အောင်ဟာဘွားတွေကခါပြီဗျာကြည့်ကြပါဦးဘာတွေဘလို့ဖြစ်ကြတာလဲအိုးဟိုမှာတော့9ရက်ဟိုဘက်ထဲဝင်သွားတာပဲဟာကားတစ်စီးနဲ့ဆိုင်ထဲဝင်သွားတာပဲဟောဗျာစနေနေ့9နာရီမစလူရောဘာဖြစ်လဲမသိဘူးဗျာဟိုမှာနံပါတ်9ရက်ဟိုဘက်ထဲဝင်သွားတယ်။ယောပါစီလူရစင်းနေလူတွေမောင်းကြရတယ်မတဲရတဲ့ကားတွေလည်းအများကြီးပါဟိုဘက်ဆိုကားရကောင်းဝဲကားကောင်းဝင်ဒီဘက်တွေအကုန်ပါကုန်ပြီကားတွေအများကြီးပဲဘယ်လိုလဲမောင်းကြလို့လဲကိုတို့ရဲ့ဘယ်လိုဖြစ်ကြတာလဲဗျာအဲ့တော့သတိထားပြီးတော့မောင်းကြပါဗျာခုနောက်ပိုင်းရင်တိုက်မှုတွေက
နေစဉ်ဆိုသလိုကြုံတွေ့နေရတာပါကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစရာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ audio ပိုင်းကွီးစော်ပါ